ကမ္ဘာပေါ်က6သိဆုံးနဲ့ဘူပြင်းဆုံးသဲကန္တာရတစ်ခုဖြစ်တဲ့ Turkmenistan နိုင်ငံကာရာကွမ်သဲကန္တာရရဲ့ညဘက်ကောင်းကင်ယံမှာထူးဆန်းတဲ့လင်းရောင်တစ်ခုကိုအဝေးကနေမြင်တွေ့နိုင်ပါတယ်။အနီးကိုချင်းကပ်သွားလေလေထုထဲမှာပူပြင်းတဲ့အချိန်နဲ့အတူထူးခြားတဲ့ဓာတ်ငွေ့ရနံ့ကိုရလာလေဖြစ်ပါလိမ့်မယ်။နောက်ဆုံးမှာတော့သင်မြင်တွေ့ရမယ့်မြင်ကွင်းကအထဲကနေဆက်မပြတ်မီးတောက်တွေထွက်ပေါ်နေတဲ့ပေ220ကျယ်ဝန်းပြီးပေ100နီးပါးနက်တဲ့တွင်းကြီးတစ်ခုပဲဖြစ်ပါတယ်။ဒီနေရာကိုဒေသခံတွေကငရဲတကားလို့ခေါ်ကြပါတယ်။ဒီတွင်းကြီးကမီးတောင်တစ်ခုမဟုတ်ပါဘူး။ဩကာပြန်ကျထားတဲ့တွင်းကြီးလည်းမဟုတ်ပါဘူး။ဒါဟာလွန်ခဲ့တဲ့နှစ်ပေါင်း90ကျော်ကလေးကနေရောညပါမရေမနာလောင်ကျွမ်းနေတဲ့တဘာဝတန်းငွေတွင်းကြီးတစ်ခုဖြစ်ပါတယ်။တမန်အပြင်ဆိုရင်တဘာဝဘေးရန်တွေတစ်ခုလို့ထင်စရာရှိပေမဲ့ဒီငရဲတကားဟာတဘာဝတိုင်းဖြစ်တည်လာတာမဟုတ်ပဲလူသားတွေရဲ့လုပ်ရကြောင်းဖြစ်လာခဲ့တာပါ။ဒီနေရာမှာထူးဆန်းတာတစ်ခုရှိပါတယ်။ဒီလောက်ကြီးမားတဲ့သဘာဝပတ်ဝန်းကျင်ဆိုင်ရာဖြစ်ရကြီးတစ်ခုဘလို့စတင်ခဲ့သလဲဆိုတာနဲ့ပတ်သက်ပြီးတိကျတဲ့တရားဝင်မှတ်တမ်းမှတ်ရာတွေကမ္ဘာပေါ်မှာမရှိသလောက်ရှားပါးနေတာပဲဖြစ်ပါတယ်။ဆိုဗီယက်ယူနီယံခေတ်ရဲ့လျှို့ဝှက်ချက်တွေဖုံးလွှမ်းနေတဲ့ဒီတွင်းကြီးဟာဘယ်ကနေဘလို့စတင်ခဲ့တာလဲ။တမိုင်းပညာရှင်တွေနဲ့သိပ္ပံပညာရှင်အများစုလက်ခံထားတဲ့ဇာတ်လမ်းကတော့1982ခုနှစ်ကိုသွားရပါမယ်။အဲ့ဒီအချိန်ကတာကမင်နစ္စတန်ဟာဆိုဗီယက်ယူနီယံရဲ့အစိပ်ပိုင်းတစ်ခုဖြစ်ပါတယ်။ဆိုဗီယက်အစိုးရဟာသူတို့ရဲ့စက်မှုလုပ်ငန်းတွေအတွက်လောင်စာလိုအပ်ချက်ကြီးမားနေတဲ့အတွက်ကာရာကွမ်သဲကန္တာရထဲမှာရေနံနဲ့သဘာဝဓာတ်ငွေ့ရှာဖွေစီမံကိန်းတွေကိုအကြီးအကျယ်လှုပ်ဆောင်ခဲ့ပါတယ်။1982ခုနှစ်မှာဆိုဗီယက်ဘူမိဗေဒပညာရှင်တွေဟာဒါဘာဇာရွာနီးမှာရေနံရှိနိုင်တယ်လို့ယူဆပြီးတူးဖော်ရေးစင်ကြီးတစ်ခုတည်ဆောက်ခဲ့ပါတယ်။ဒါပေမဲ့သူတို့မသိခဲ့တာကသူတို့တူးနေတဲ့နေရာရဲ့အောက်တက်မှာကြီးမားလာတဲ့သဘာဝဓာတ်ငွေ့လှိုဏ်ဂူကြီးတစ်ခုရှိနေတယ်ဆိုတာပါ။ဆယ်ရန်တရားတွေရဲ့အလေးချိန်နဲ့တူးဖော်မှုတန်းကြောင့်မြေကြီးဟာရုတ်တရက်ပြိုကျသွားပြီးတူးဖော်ရေးစင်ကြီးတစ်ခုလုံးတွင်းထဲကိုကျွံကျသွားခဲ့ပါတယ်။ကံကောင်းစွာနဲ့လူတွေသေဆုံးမှုမရှိခဲ့ပေမဲ့ပြိုကျသွားတဲ့တွင်းကြီးထဲကနေအန္တရာယ်ရှိတဲ့မီသိန်းဓာတ်ငွေ့တွေအဆက်မပြတ်ထွက်ပေါ်လာခဲ့ပါတယ်။မီသိန်းဓာတ်ငွေ့တွေဟာလူနဲ့တရိษံတွေကိုအသက်ရှူကျက်စေနိုင်သလိုလေထုထဲမှာပြန့်နှံ့သွားရင်အနီးနားကရွာတွေအတွက်အသက်အန္တရာယ်ရှိလာနိုင်ပါတယ်။ဒါကြောင့်သိပ္ပံပညာရှင်တွေကဆုံးဖြတ်ချက်တစ်ခုချခဲ့ပါတယ်။အဲ့ဒါကတော့ဓာတ်ငွေ့တွေကိုလေထုထဲပြန့်မသွားခင်မီးရှို့ပစ်လိုက်ဖို့ပါပဲ။သူတို့တွက်ချက်ထားတာကဒီတွင်းထဲကဓာတ်ငွေ့တွေဟာရက်သတ္တပတ်အနည်းငယ်အတွင်းမှာလောင်ကျွမ်းပြီးကုန်သွားလိမ့်မယ်ဆိုတာပါပဲ။ဒါပေမဲ့အဲ့ဒီရက်သတ္တပတ်တွေဟာလတွေဖြစ်လာခဲ့တယ်။လတွေကနေနှစ်တွေကနေဆယ်စုနှစ်9ခုကျော်တဲ့အထိအဲ့ဒီမီးတောင်ဟာဒီနေ့တိုင်အောင်ငြိမ်းမသွားခဲ့ပါဘူး။သို့တော်လည်းတာကမင်နစ္စတန်ကဘူမိဗေဒပညာရှင်အချို့ကတော့ဒီဇက်လန်ကိုလက်မခံကြပါဘူး။သူတို့ရဲ့အဆိုအရဒီတွင်းကြီးဟာ1960ပြည့်လွန်နှစ်တွေကတည်းကမြေပြိုကျမှုကြောင့်ဖြစ်ပေါ်လာခဲ့တာဖြစ်ပြီး1980ပြည့်လွန်နှစ်တွေကြာမှသာဓာတ်ငွေ့တွေထွက်မလာအောင်မီးရှို့ခဲ့တာလို့ဆိုကြပါတယ်။ဆိုဗီယက်ခေတ်ကမှတ်တမ်းများစုဟာလျှို့ဝှက်ထားခံရတာဒါမှမဟုတ်ပျောက်ဆုံးသွားတာကြောင့်ဘယ်ချက်ကမှန်လဲဆိုတာအခုချိန်ထိအငင်းပွားနေကြဆဲဖြစ်ပါတယ်။ဒီမေးခွန်းရဲ့အဖြေကရိုးရှင်းတယ်လို့ထင်ရပေမဲ့တကယ်တမ်းမှာတော့အလွန်ရှုပ်ထွေးပါတယ်။ဘာဖြစ်လို့ဒီမီးကနှစ်ပေါင်း90ကျော်တိုင်အောင်မငြိမ်းရတာလဲ။အဖြေကတော့တာကမင်နစ္စတန်နိုင်ငံရဲ့မြေအောက်မှာကမ္ဘာပေါ်ကဆဌမမြောက်အကြီးဆုံးတဘာဝဓာတ်ငွေ့တိုက်ကြီးရှိနေလို့ပါပဲ။ဒီတွင်းကြီးဟာအဲ့ဒီအေယာမှာဓာတ်ငွေ့တိုက်ကြီးနဲ့ဓာတ်ရိုက်ဆက်သွယ်နေပြီးဓာတ်ငွေ့တွေဟာမြေအောက်အကြောင်းတွေကနေတဆင့်အဆက်မပြတ်ထွက်ပေါ်နေတာဖြစ်ပါတယ်။2013ခုနှစ်မှာကနေဒါလူမျိုးစူဇန်ရှာဖွေသူဂျော့ချ်ကိုရိုနစ်က National Geographic ရဲ့အကူအညီနဲ့ဒီငရဲတကားရဲ့အောက်ခြေထိဆင်းသက်နိုင်ခဲ့တဲ့ပထမဆုံးလူသားဖြစ်လာခဲ့ပါတယ်။အပူချိန်1000ဒီဂရီစင်တီဂရိတ်ကျော်လောက်ရှိတဲ့ဒီတွင်းကြီးတွေကိုအထူးပြုလုပ်ထားတဲ့အပူဒဏ်ခံဝတ်စုံတွေဝတ်ပြီးဆင်းသက်ခဲ့တာပါ။သူ့ရဲ့ရည်ရွယ်ချက်ကတော့ဒီလောက်ပူပြင်းပြီးအစိမ့်ငွေ့တွေပြည့်နေတဲ့နေရာမှာတက်ရှိတွေရှင်သန်နိုင်ခြင်းရှိမရှိစစ်ဆေးဖို့ပဲဖြစ်ပါတယ်။အောက်ကျကောင်းတာကတွင်းရဲ့အောက်ခြေမြေကြီးနမူနာတွေကိုယူဆောင်ပြီးဓာတ်ခွဲစမ်းသပ်တဲ့အခါမှာအလွန်ပူပြင်းတဲ့အခြေအနေမှာရှင်သန်နိုင်တဲ့ဘက်တီးရီးယားတွေကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ဒီဘက်တီးရီးယားတွေဟာကမ္ဘာပေါ်မှာတခြားဘယ်နေရာမှမတွေ့ရတဲ့အမျိုးအစားတွေဖြစ်ပါတယ်။ဒီတွေ့ရှိချက်ဟာသိပ္ပံပညာရှင်တွေအတွက်ကြီးမားတဲ့အထောက်အထားတစ်ခုဖြစ်ခဲ့ပါတယ်။အကယ်၍ဒီလိုပြင်းထန်ဆိုးရွားတဲ့အခြေအနေမျိုးမှာတော့တက်ရှိတွေရှင်သန်နိုင်နေဆိုရင်အင်္ဂါဂြိုလ်လိုဒါမှမဟုတ်တခြားဂြိုလ်တွေရဲ့ပြင်းထန်တဲ့ပတ်ဝန်းကျင်တွေမှာလည်းအနုစိတ်တက်ရှိတွေရှင်သန်နေနိုင်တယ်ဆိုတဲ့ယူဆချက်ကိုပိုပြီးခိုင်မာစေခဲ့ပါတယ်။ဒီလောက်ထင်ရှားကျော်ကြားတဲ့နေရာတစ်ခုဖြစ်ပေမဲ့တာကမင်နစ္စတန်အစိုးရအတွက်တော့ဒီတွင်းကြီးဟာခေါင်းခဲစရာပြဿနာတစ်ခုဖြစ်နေပါတယ်။2010ပြည့်နှစ်ကစပြီးအစိုးရဟာဒီတွင်းကြီးကိုပိတ်ပစ်ဖို့ဒါမှမဟုတ်မီးငြိမ်းတက်ဖို့အကြိမ်ကြိမ်စူးစမ်းခဲ့ပါတယ်။2022ခုနှစ်မှာလည်းသမ္မတဂါဗန်ဂူလီဘာရီမူဟာမက်တော့က
ပတ်ဝန်းကျင်ထိခိုက်မှုနဲ့ဒေသခံတွေရဲ့ကျန်းမာရေးကိုအကြောင်းပြပြီးမီးငြိမ်းသက်ဖို့တရားဝင်အမိန့်ပေးခဲ့ပါတယ်။ဒါပေမဲ့ဘာကြောင့်ခုထိမငြိမ်းသက်နိုင်သေးတာလဲ။အကြောင်းရင်းကသိပ္ပံနည်းကျအကျက်တဲတစ်ခုကြောင့်ပါ။အကယ်၍ဒီမီးကိုရေလောင်းပြီးဒါမှမဟုတ်မြေဖို့ပြီးငြိမ်းသက်လိုက်မယ်ဆိုရင်တော့မြေအောက်ကနေထွက်နေတဲ့မီသိန်းဓာတ်ငွေတွေကရပ်တန့်သွားမှာမဟုတ်ပါဘူး။မီသိန်းဓာတ်ငွေကလေထုထဲကိုတိုက်ရိုက်ရောက်ရှိသွားရင်ကဘာကြီးပူနွေးလာမှုကိုကာဗွန်ဒိုင်အောက်ဆိုက်ထက်အဆ80ကျော်ပိုပြီးဆိုးရွားစေနိုင်ပါတယ်။ဒါကြောင့်မီးလောင်နေတဲ့အခြေအနေမှာကာဗွန်ဒိုင်အောက်ဆိုက်ဖြစ်ပြောင်းလဲသွားတာကသဘာဝပတ်ဝန်းကျင်အတွက်ဆိုးကျိုးပိုနေနေတယ်လို့ဆိုရမယ့်အခြေအနေဖြစ်နေပါတယ်။မီးကိုလည်းငြိမ်းရင်ဓာတ်ငွေထွက်တာကိုလည်းရပ်တန့်ခြင်းနဲ့ဆိုရင်မီးအောက်ကဓာတ်ငွေကြောတွေကိုရှာဖွေပြီးနည်းပညာမြင့်မားစွာနဲ့ပိတ်ဆို့ရမှာဖြစ်တဲ့အတွက်အလွန်ကုန်ကျစရိတ်များပြားလာပါတယ်။ဒီနေ့ချိန်မှာတော့ဒါဘာသာဓာတ်ငွေတွင်းကြီးဟာကမ္ဘာတစ်ဝန်းကခီးသွားတွေကိုဆွဲဆောင်နေတဲ့နေရာတစ်ခုဖြစ်တည်ရှိနေသေးပါ။လူသားတွေရဲ့အမှားတစ်ခုကြောင့်ဖြစ်ပေါ်လာတဲ့ဒီမီးတောက်တွေဟာသဘာဝတရားရဲ့စွမ်းအားနဲ့လျှို့ဝှက်ချက်တွေကိုကျွန်တော်တို့ကိုဆက်လက်သတိပေးနေအောင်ပါပဲဖြစ်ပါတယ်။လူသားတွေရဲ့အမှားတစ်ခုကနေစတင်ခဲ့ပြီးသဘာဝတရားကဆက်လက်ထိန်းသိမ်းထားတဲ့ဒီငရဲတကားကြီးရဲ့အနာဂတ်ဟာဘယ်လိုဖြစ်လာမယ်လို့ထင်ပါတယ်လဲ။သဘာဝပတ်ဝန်းကျင်ကိုကာကွယ်ဖို့အတွက်ငွေကြေးအမြောက်များကုန်ကျခံနည်းပညာတွေသုံးပြီးဒီမီးကိုပြီးတိုင်နှိမ့်သက်ပစ်တင်တယ်လို့ထင်ပါသလား။ဒါမှမဟုတ်ဒီတိုင်းပဲကမ္ဘာတစ်လွှားကခီးသွားတွေလာရောက်လဲပတ်နိုင်တဲ့အထင်ကရလျှို့ဝှက်စမ်းကျင်နေရာတစ်ခုဖြစ်ဆက်လက်ထားရှိတဲ့တယ်လို့ယူဆပါသလား။မိတ်ဆွေတို့ရဲ့အမြင်တွေကိုအောက်က comment မှာဝင်ရောက်ဆွေးနွေးပေးသွားကြပါအောင်ခင်ဗျာ။သင်ရဲ့ထင်မြင်ချက်တွေကိုဖတ်ရှုဖို့ကျွန်တော်စောင့်မျှော်နေပါတယ်။ဒီဗီဒီယိုလေးကနေသင်အတွက်ဗဟုသုတတစ်ခုခုရလိုက်တယ်ဆိုရင်တော့ like လုပ်ဖို့မမေ့ပါနဲ့ဦးခင်ဗျာ။နောက်ထပ်လည်းကမ္ဘာမြေပေါ်ကစိတ်ဝင်စားစရာသမိုင်းကြောင်းတွေလျှို့ဝှက်ချက်တွေနဲ့သိပ္ပံဆိုင်ရာဖြစ်ပျက်တွေကိုအကောင်းဆုံးရှာဖွေတင်ဆက်ပေးသွားမှာမို့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားဖို့ဖိတ်ခေါ်ပါရစေ။ဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်။